မိတ်ဆွေတို့အခုမြင်တွေ့နေရတဲ့ကုန်တင်သင်္ဘောကြီးကတော့ကမ္ဘာပေါ်ကအကြီးဆုံးကုန်တင်သင်္ဘောကြီးပဲဖြစ်ပါတယ်ဒီသင်္ဘောကြီးနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင်တိုက်တန်နစ်သင်္ဘောကြီးကတော့ကလေးတာလောက်ပဲရှိတော့မှာဖြစ်ပါတယ်ဒီကုန်တင်သင်္ဘောကြီးကကမ္ဘာပေါ်မှာအကြီးဆုံးကွန်တိန်နာတင်သင်္ဘောကြီးအဖြစ်အတိအမှတ်ပြုခံထားရပါတယ်သူ့ရဲ့အလျားကမီတာ900နီးပါးရှိပါတယ်အကျယ်က50မီတာအထိရှိပြီးဘေးဘက်အမြင့်က35မီတာအထိရှိပါတယ်ပိုရှင်းအောင်ပြောရမယ်ဆိုရင်တော့ဒီသင်္ဘောကြီးရဲ့သင်္ဘောကုန်းပြင်ပေါ်မှာဘောလုံးကွင်းကြီး၄ကွင်းလောက်တိဆောက်ရပါတယ်အပြည့်အဝဝင်တင်ထားတဲ့အခါဒီသင်္ဘောကြီးဟာကွန်တိန်နာလုံးပေါင်း1000ခွဲအထိတင်ဆောင်နိုင်စွမ်းရှိပါတယ်စုစုပေါင်း၄ချိန်တန်ချိန်2သိန်းကျော်အထိတင်ဆောင်နိုင်တာဖြစ်ပါတယ်ဒီသင်္ဘောကြီးရဲ့အရွယ်အစားကကုန်တင်လေယာဉ်ကြီးအစီး350ကိုပင်လယ်ခီးတစ်ခုအတွက်စုပေါင်းထားသလောက်ရှိပါတယ်အေယာမရွယ်အစားရှိပေမဲ့လည်းဒီသင်္ဘောကြီးကိုလူနှစ်ဆက်ပဲပါတဲ့အဖွဲ့တစ်ဖွဲ့ကမောင်းနေကြတာဖြစ်ပါတယ်အင်ဂျင်ရဲ့စွမ်းအားကတနာရီကိုရေမိုင်25မိုင်ထိတွာလာနိုင်ပေမဲ့ထိန်းချုပ်မောင်းနေတဲ့အခါမှာအလွန်မင်းသတိထားရပါတယ်သင်္ဘောကြီးကကမ်းခြေကိုချင်းကပ်ဖို့မိုင်နှဲငယ်မတိုင်ခင်ကတည်းကအချိန်ဆက်လျှော့ပြီးနှိကွေးစွာသွားရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ခရီးရေးစတူဒီယိုလေးကို like and follow လုပ်ခဲ့ပေးကြပါဦးနော်